လူတော်များများလောက်ကြတဲ့ဟာပဲဖြစ်ဆိုအဲ့ဒါနားထောင်လိုက်တယ်ပြီးသွားတာပဲပြီးပြီ that's all အဲ့လိုလုပ်လို့မရအောင်အဲ့လိုလုပ်ရင်တစ်တလုံးကတက်မှာမဟုတ် ကိုဖုန်းခုနကပြောရဲပေါ့နော်အဲ CEO တယောက်အနေနဲ့ဆိုအမြဲတမ်းလေ့လာနေရတယ်ပေါ့နော်တခုခုနေတိုင်းလေ့လာနေရတယ်ပေါ့အဲ့တော့အဲ့လိုဆိုတော့ကိုဖုန်းဘယ်လိုနေရာတွေကနေလေ့လာတာများလဲပေါ့တချို့ကြတော့ဟို platform တွေအများကြီးရှိအောင်ကိုရွေးချယ်စရာအများကြီးရှိအောင်ဘယ်လိုလေ့လာပြလဲကိုဖုန်းအဲ့တော့သူကလေးလာတဲ့နေရာမှာနှစ်ခုရှိတာပေါ့တစ်ခုကကျတော့ကိုရှိပေါ်လာတာလေးလာတာပေါ့နောက်တစ်ခုကကျတော့ကိုကသွားပြီးတော့ရှာပြီးတော့လေးလာတာပေါ့နော်အဲ့တော့ကိုရှိပေါ်လာတာလေးလာတာကကျတော့ဒါဒီဘက်ခေတ်ရဲ့လေးလာတဲ့ style တခုလို့ပြောအောင်ပါပေါ့နော်လူတွေက social media ပတ်တယ်ဟိုမှာကိုရီလိုမျိုး educational video တွေကြည့်တဲ့တွေ့တဲ့ခါကျရင်တို့ကြည့်ပြီးတော့လေးလာဖြစ်ကြတာလည်းရှိတာပေါ့နော်နောက်တစ်မျိုးကကျတော့ဒါကိုရီခေတ်တုန်းကလေးလာတဲ့ပုံစံကကျတော့ social media မရှိသေးဘူးလေမရှိတော့ကိုတခုခုသိချင်တယ်ဆိုရင်အဲ့သိချင်တဲ့ဥစ္စာကိုကျူမှာဖြစ်ဖြစ်ဒါမှမဟုတ် Google ကြီးမှာအဲ့ဒါတန်းရိုက်ပြီးတော့ရှာထားလိုက်တယ်ထွက်လာတဲ့ link ကနေတဆင်ဝင်ပြီးတော့ကြည့်တယ်အဲ့ဒါနဲ့သက်ဆိုင်တဲ့ဟာတွေလိုက်ကြည့်တယ်စင်ပေါ့အဲ့လိုလေးလာတာရှိတယ်အဲ့ဒါမှ topic တခုကြိုက်ပြီဆိုရင်အဲ့ဒါကိုသင်တန်း Coursera တို့ဘာတို့မှာရှာပြီးတော့တက်လိုက်တယ် Udemy တို့ဘာတို့မှာရှာပြီးတော့တက်လိုက်တယ်အဲ့လိုမျိုးလုပ်လို့ရတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ blend learning ကအရေးကြီးတာပေါ့နော် blend လုပ်တယ်ဆိုတာကျတော့ဒါဟိုပြောမှဆိုတော့အရန်တော်နေတဲ့လူတွေအတွက်ဆိုရင်တော့ဒါဘာမှမဟုတ်တော့ဘူးဒါပေမဲ့ကိုတွေအတွက်ကကျတော့ပြောမှဆိုကိုယ်ကအရန်တော်ကျင်တဲ့လူလည်းမဟုတ်ဖြစ်နိုင်ဟိုဘာမှမလိလာပဲနဲ့ငုတ်တော့ထိုင်နေတာတစ်ခါလေးကြာရင်ဘာလို့ဆိုဘဝကြီးကအရင်ဟိုရုန်းကန်နေရအဲ့ဒီပဲမရှိဘူးလေဒါပေမဲ့ကိုဒီရုန်းကန်နေတယ်ဆိုတာကလည်းကိုတယောက်တည်းတော့မဟုတ်ဘူး society ကောင်းဖို့အတွက်ကိုနဲ့တူတူလှုပ်နေတဲ့သူတွေရဲ့မိသားစုတွေအဆင်ပြေဖို့အတွက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်ရက်လို့မရတာရှိရပါတော့အဲ့တော့လိလာတဲ့ခါကျရင်ဘယ်လိုလုပ်လဲဆိုတော့အရင်တော့လက်ခံလိုက်တယ်ဘယ်လိုလက်ခံလဲဆိုတော့အခု olive တို့ social media ပုတ်လိုက်တယ်တခုတွေ့တယ်အဲသဘောကျတဲ့ဟာတွေ့တယ်အဲတခြားဆရာမတွေပြောတာရှိတယ်နားထောင်လိုက်တယ်နားထောင်လိုက်ရင်သူတို့ပြောတဲ့ဥစ္စာတွေမှာ curious ဖြစ်စရာအကြောင်းတွေအများကြီးပါတယ်။သူတို့ကမှ AI မှာဒီလိုဖြစ်တယ်ဒီ AI လေးသုံးလိုက်တယ်ဒီလိုလေးလုပ်လိုက်တယ်ဒီ AI သုံးကြည့်ပါဖြစ်တယ်ညာဖြစ်ကျွန်တော်နားထောင်လိုက်တယ်။နားထောင်လိုက်တဲ့ခါကျရင်လူတော်များများလောက်ကြတဲ့ဟာပဲဖြစ်ဆိုအဲ့ဒါနားထောင်လိုက်တယ်ပြီးသွားတာပဲပြီးပြီ that's all အဲ့လိုလုပ်လို့မရအောင်အဲ့လိုလုပ်ရင်တစ်တလုံးကတက်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့နားထောင်လိုက်တယ်နားထောင်လိုက်ပြီးသွားတဲ့ခါကျရင်အဲ့နားထောင်တဲ့အကြောင်းတွေကကိုစိတ်ဝင်စားတာတကယ်ရှိတယ်ဆိုရင် TikTok မှာဖြစ် Facebook မှာဖြစ်ပေါ့နော် save လုပ်လိုက်လို့ရတယ်။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ save ထဲမှာလည်းတော့ပုံနေကို save ကိုတွားကြည့်လိုက်တွေ့လိုက်save လုပ်ထားတယ်အများကြီးအဲ့တော့အဲ့ဒီ save လုပ်တာပုံနဲ့ပြဿနာကြဘယ်လိုလုပ်ရလဲဆိုတော့ to do list ရှိတယ် to do list နေတိုင်းလုပ်ရတာပေါ့နော်ကိုနေတိုင်းလုပ်တယ်အဲ့ to do list ထဲမှာနေတိုင်းလုပ်တဲ့နေရာမှာအများနဲ့အဲ့တော့ to do list က3ရက်တစ်ချိန်လဲတာဖြစ်တော့ကြောင့်3ရက်ကြာရင်3ရက်တိုင်းမှာတစ်ခုဘာပါလဲဆိုတော့အဲ့ save တွေဟာတော့ဖွင့်ပြီးပြန်လေ့လာရမယ့်ဟာဆိုရှိတယ်အဲ့နေ့ကျရင်အဲ့ save တွေဟာတော့ဖွင့်ပြီးအဲ့ဒါကိုပြန်လေ့လာတယ်အဲ့ရက်ရောက်တဲ့ခါကျအဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုခုနပြောတဲ့တွားနေနဲ့တွေ့နေရတဲ့ educational content တွေကိုကိုကနောက်တစ်ခါ refresh လုပ်သလိုဖြစ်သွားတော့မမေ့တော့တဲ့အပြင်အဲ့ထဲမှာပါတယ်ခုနကကိုလေးလာခြင်းတဲ့အရာတစ်ခုပေါ့နော်အဲ့လေးလာခြင်းတဲ့အရာတစ်ခုကိုဆက်ပြီး continuous study ဆက်လုပ်ဖြစ်တယ်ဆက်လုပ်ဖြစ်ပြီးတော့ဒီမှာကိုရီးယားကျတော့ဘယ်လိုလုပ်လဲဆိုတော့လေးလာတဲ့အရာအလုံးပြန်သင်ပေးတာ哦ပြန်သင်ပြီးတော့ဘယ်ထိလောက်ရလဲဆိုတော့အဲ့ဒါကိုလေးလာပြီးစမ်းကြည့်ရတယ်စမ်းကြည့်ပြီးတော့ရလာတဲ့ရလဒ်ကို document လုပ်ရတယ်အဲ့ document လုပ်တဲ့ဥစ္စာ record ပြန်လုပ်ပြီးတော့ဟိုတင်တန်းဖွင့်ရမလို့တဲ့ကိစ္စမျိုးဆိုရင်တော့ဒီလိုပဲ online နဲ့ဗီဒီယိုတစ်ခုရိုက်တင်လိုက်တယ်တင်တန်းဖွင့်ရမယ့်ကိစ္စမျိုးဆိုရင်တော့တင်တန်းဗီဒီယိုတွေရောက်သွားတယ်အဲ့လို process လုပ်ချလိုက်တော့ကောင်းတယ်မှာတော့အကြိုက်မထားပါဘူးဘာလို့ကောင်းတယ်မှာလည်းမှတ်လည်းမမှတ်မိဘူးအဲ့ဒါတွေကဟိုပြောမယ်ဆိုရင်တော့ဟိုတခုခုဆိုရင်ဖတ်လိုက်တာနဲ့မပြီးနဲ့ပေါ့ကိုယ်စိတ်ဝင်စားရဲဆိုဆက်ပြီးတော့ advance ဖြစ်အောင်ထပ်လေ့လာဒါမှမဟုတ် advance မဖြစ်ရင်တော့ထပ်လေ့လာဖို့လိုတယ်ပေါ့နော်ဟုတ်